အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ဘယ်ဆောင်လောက်ပြရမလဲရှင်အရင်ဆုံးချက်သွန်လေးကိုကိုလိုမျိုးအနည်းငယ်လေးရတဲ့ဒီဆိုထားပြီးပါမယ်ချက်သွန်လေးတွေနီးပြီးချွတ်လာပြီးဆိုရင်ကိုလိုမျိုးဆက်ထားလိုက်မယ်အရင်ဆုံးတစ်ခွားလေးခွာပါမယ်ခွာပြီးတဲ့တစ်ခွားလေးတွေကိုအခုလိုမျိုးမှုံးပြီးတော့လှီးပါမယ်မော်လာဥကုန်နဲ့အခုလိုမျိုးမှုံးပြီးပြထားတာပါဒါလေးတွေကိုစားရည်နဲ့နေမော်လာဦးနဲ့တစ်ခွားလေးကိုစားရည်နဲ့နေပါမယ်နေပြီးရင်ရေပြန်စေးပါမယ်ရေစေးထားပြီးတဲ့မော်လာဦးနဲ့တစ်ခွားလေးတဲ့ကိုဆက်လက်ကရေလိုသလောက်နည်းနည်းထည့်ပါမယ်ဆက်လက်ကရေထည့်ပြီးရင်အလုံးကိုနှံ့သွားအောင်တမသွားအောင်နေပါမယ်မော်လာဦးလေးတွေပျော်သွားတဲ့အထိနေပါမယ်ကစုံရဲ့ယူနဲ့ရုံမနေသည်ရေးစေးထားတာပါရေးစေးထားတဲ့ကစုံရဲ့ယူနဲ့ရုံမနေသည်ကိုအရင်ပြုတ်ပါမယ်လူလာပြီးဆိုရင်အလုံးပေါင်းပြီးတော့ဆက်လက်ကရေးထည့်ပါမယ်အလုံးကိုနှိပ်သွားအောင်နေပါမယ်နေပြီးရင်အရင်ညှစ်ထားတာလေးပါခုဆိုရင်ရတာမုံထည့်ပါမယ်စတာမုံထည့်ပါမယ်စားထည့်ပါမယ်ချိုမုံထည့်ပါမယ်ရတာလေးအလုံးနဲ့တော့နေပါမယ်နှမ်းလေးတွေထောင်းပါမယ်ဒီနှမ်းကတော့တက်ပြီးသားနှမ်းကိုထောင်းပါမယ်နှမ်းလေးတွေညက်အောင်ထောင်းပါမယ်ထောင်းထားတဲ့နှမ်းလေးတွေဖြူပါမယ်ဆက်လာလို့ချက်ရပါမယ်ချိုထားတဲ့ချက်သွင်းညုံလေးတွေဖြူပြီးရင်တနက်ဆောင်တော့ပြီးသွားပါပြီအမေမိတ်စေတဲ့တနက်ဆောင်တော့လေးပြီးသွားပါပြီရှင်ဆုံးတိပြည့်ကျေးဇူးပဲအားလုံးကျေးဇူးတင်ပါတယ်ရှင်